တာတယောက်သူဖတ်ထားတဲ့စာတွေကရေကတိုင်းရှုနေအကြောင်းကိုတွေးတော့ကြံစည်နေပါတော့တယ်။ရေတွေကိုအကြာကြီးစိုက်ကြည့်ရင်အစွမ်းတွေရှိလာတယ်ဆိုလားပဲ။လာထား။ဒီလိုတွေးပြီးရေခွက်ထဲကရေကိုစိုက်ကြည့်နေပါလေ။အဲ့ဒီအချိန်မှာပဲရုတ်တရက်နှာမွန်လာပြီးတော့ဟတ်ချိုသူတာနှာချီလိုက်ချိန်ရေတွေကကျမ်းမြေပေါ်ကြောက်ကုန်มาတော့တယ်။သွားပြီ။မေမြင်တော့ငါ့ကိုရိုက်တော့မှာပဲအဲ့ဒီအချိန်သူ့ဘေးနှစ်ဖက်မှာနှက်ကောင်းတဲ့နှဆိုးပေါ်လာပါတယ်သူတမင်းတော့ဒုက္ခရောက်ပြီနော်အမေမြင်ရိုက်ခံထိမှာခုချက်ချင်းမင်းအခန်းထဲဝင်ပြီးတော့မသိသလိုနေလိုက်ဘာမေဘူးခံညင်းနော်မလုံးနဲ့သူတအမားလို့ရင်ဝင်ခံရမယ်အမေကကောင်းစေခြင်းလို့ဆိုမှာလားလက်ခံလိုက်လိန်နာပို့ဆိုးတယ်ကွဟင်းငါရိုက်ခံထိမှာကိုပိုကြောက်တယ်ငါမလုပ်ဘူးညင်းပြီးတော့ကြောင်ကိုလွှဲချလိုက်မယ်နှက်ကောင်းကစိတ်ပြက်ပြက်နဲ့သူတနာကနေပျောက်သွားပါတော့တယ်သူတကနတ်ဆိုးအကြံပေးသလိုအခန်းထဲမှာမသိချင်အောင်ဆောင်ပြီးတော့နေပါလေအဲ့ဒီအချိန်အမေဖြစ်သူဝင်လာပြီသူတနေအိမ်ရှိမှာရေတွေမှောက်ထားတာလားဘာလဲအမေဘာရေတွေလဲဒါဘာမှမသိဘူးရေမှောက်ထားတာကတစ်ပြည့်မှောက်ထားတဲ့ရေကိုပြန်မတုပ်ပေးတာတစ်ပြည့်ပေါင်းနှစ်ပြည့်ဖြစ်သွားပြီနော်ဟာအမေကလည်းသားမဘာမှမလုပ်တာကြီးကိုကြောင်လှုပ်သွားတာနေမှာပေါ့အေးပါကြောင်မဲထားလိုက်ပါလက်ဘူးလက်ချက်မိလို့ကတော့ဝက်ချမ်းများစွာမိပြီသားမှတ်တရက်မှာတော့သူ့သားတို့တွေဘောလုံးကန်ကြပါလေကစားနေရင်နဲ့တရေပွဲဖြစ်လာတော့ဟေ့ဒီအတိုင်းဆိုနောက်ဆုံးအနိုင်အရှုံးအဆုံးဖြတ်ဖြစ်သွားအောင်ပနန်တီကိုသွင်းမယ်ကွာဘလို့လဲအေးကောင်းတယ်မညစ်ကြေးမငင်းချင်းတော့သူတာအမငါဘယ်တော့ညစ်လို့လဲညစ်မညစ်တော့မသိဘူးမင်းဖင်ပိတ်ညင်းတာတော့ခဏခဏပဲကဲစကားပြောရတွေရက်စမယ်ကွာအချင်းကုန်နေဒီလိုနဲ့သူတာဘက်ကနေဂိုးသွင်းဖို့စပြင်มาတော့တယ် Ready 1 2 3အောင်မလေးတော့သူတာအရှိန်နဲ့ကန်လိုက်တဲ့ဘောလုံးကအနားကအကျော်တဲ့ဒေါ်အေးရဲ့အကျော်ပန်းကိုထိမှန်ပြီးအကျော်တွေမြေပြင်ပေါ်ကိုကြောက်ကုန်มาတော့တယ်ဟာသွားပြီသူတရေငါတို့တော့ရော်ရတော့မယ်ငါတို့မဟုတ်ဘူးမင်းကန်တာဆိုတော့မင်းရော်ရတော့မှာအဲ့ဒီအချိန်မှာပဲသူတနာမှာနှက်ကောင်းတဲ့နှဆိုးကပေါ်လာပြီပြေတော့သူတရေခုချက်ချင်းပြေးမှလွတ်မယ်အကျော်သေးကြီးကနင်းကိုရဲစခန်းပို့လိုက်မယ်မပြေးနဲ့သူတအကျော်သေးကြီးခင်ဗျာတနာပါတယ်သူ့ကိုဝိုင်းကူပေးပြီးတော့တောင်းပန်လိုက်ငါကြောက်တယ်အကျော်သေးတော်ကြီးကတအားဆန်းတန်တာပြေးတာပဲကောင်းတယ်ဒီလိုနဲ့သူတကထွက်ပြေးပါတော့တယ်ပြေးကြဟေးပြေးကြနောက်ကြတဲ့ခြေတော့တစ္ဆာဖောက်ပဲညီးတာတော့တကယ်လူဆိုးလေးပဲအကျော်ပန်းကိုမှောက်ပြီးတော့တောင်းတော်မတောင်းမှမယ်နဲ့ထွက်ပြေးသွားတာဟုတ်ကဲ့ပါဒေါ်အေးရဲ့ကျမဆုံးမလိုက်ပါမယ်အကျော်ဘိုးတွေလည်းကျမအကုန်ရော်ပေးပါမယ်နော်အမေဖြစ်သူကဒေါ်အေးကိုတောင်းမှန်ပြီးအကျော်ဘိုးကိုရော်ပေးလိုက်ပါတော့တယ်သူတရေကိုသူတထွက်လာပါအောင်မေဘာဖြစ်လို့လဲယင်စောနာကအကျော်တဲ့ဒေါ်အေးလာသွားတယ်နင်ဘာလုပ်ခဲ့လဲနင်သိရဆိုဝန်ခံစမ်းတာဘာမှမလုပ်ပါဘူးငါမကြိုက်တာအဲ့ဒါပဲအမားလဲလှုပ်ထားသေးတယ်ဝင်လဲဝင်မခံဘူးတောင်းလဲမတောင်းမှန်ဘူးနင်းရဲ့အဲ့အကျင့်တွေကိုပြင်စမ်းတရက်အเจ้าမှာသူ့သားတယောက်ကြောက်တင်ပုံးပေါ်မှာစာရီလျှောက်ရေးပြီးတငယ်ချင်းတွေကိုစနေပါတယ်ဟေ့ဒီမှာဒီတင်ပုံးပေါ်အစာအောင်မဖတ်ကြနဲ့နော်ဖတ်မိရင်ဖတ်မိရဲ့အတိုင်းဖြစ်သွားမှာခဏနေတော့ဆီယာမကစာတင်ဖို့စာတင်ခန်းထဲဝင်လာတဲ့အခါတင်ပုံးပေါ်ကစာကိုမြင်ပြီးတော့ဒီပေါ်မှာဘသူရေးထားတာလဲဒါဘသူလက်ချက်လဲဖြေနော်မဟုတ်ရင်တခန်းလုံးကိုအပြစ်ပေးမှာအဲ့ဒီအချိန်သူတနာမှာထုံးစံအတိုင်းနှစ်ပါးပေါ်လာပြီဝန်ခံလိုက်သူတာမဟုတ်ရင်တငယ်ချင်းတွေပါဒုက္ခရောက်ကုန်မယ်ဟေးတိတ်နေဝန်ခံလိုက်ရင်မင်းအရိုက်ခံမှာနော်ဟိုနေ့ကမင်းအမေရိုက်တာဘလောက်နာလဲမင်းအသိပဲကိုဟုတ်တယ်အရိုက်ခံမှာတော့ကြောက်တယ်ငါမပြောတော့ဘူးငြိမ်နေလိုက်မယ်
ဘယ်သူလဲတယောက်မှဝင်မခံဘူးဆိုတော့အားလုံးထိုင်ထ90လို့ဆီယာမကအဲ့လိုပြောလိုက်တော့ပေါ့စီကတားလောက်တာပါဆီယာမတားကိုပဲအပြစ်ပေးပါကျန်တဲ့လူတွေမဆိုင်ပါဘူးကဲလက်ဖြန့်ဆီယာမထွက်သွားတော့တူတာနေအရန်ဆိုးတာပဲပေါ့စီကနေဝင်မခံလို့အားလုံးစားသူကဲပေးသွားတာတူတာတယောက်အိမ်ပြန်ရောက်တဲ့အထိအเจ้าမှာဖြစ်ခဲ့တာတွေကိုဆွဲနေပါတော့တယ်သူ့ကြောင့်ပေါ့စီရိုက်ခံထီတာကိုလည်းစိတ်မကောင်းဖြစ်နေပါတယ်ငါဒီတစ်ခါဝင်မခံတာတော်တော်ဆိုးသွားလားမသိဘူးအဲ့ဒီလိုတွေးနေတော့နတ်ဆိုးနဲ့နတ်ကောင်းကပေါ်လာပြီးတော့မင်းအရိုက်မခံရတာကောင်းတာပေါ့ကွာဘာတွေပူးနေရလဲအမားဝင်မခံတာတဲဘောကြောင့်တာပဲမင်းကြောင့်မင်းတငယ်ချင်းရိုက်ခံထီသွားပြီမင်းပျော်လားငါမပျော်ဘူးငါအယမ်းဝမ်းနေတယ်စိတ်လည်းမကောင်းငါကြောင့်သူများဒုက္ခရောက်သွားတာမြင်ရတာငါမပျော်ဘူးသူသားတယောက်သူလှုပ်ခဲ့ရတွေကိုတွေးပြီးတော့နောက်နားရနေပါတော့တယ်အဲ့လိုဘာလို့ဖြစ်တာလဲသိလားဟင်းသိဘူးအဲ့ဒါလက်ပြမလုံးလို့ဖြစ်တာမင်းကအမားတစ်ခုလှုပ်ထားမယ်ကွာမင်းဝင်မခံဘူးညင်းတယ်လိမ့်တယ်ဒါပေမဲ့မင်းလှုပ်ထားတာမင်းသိဆုံးပဲကဲမားလာကိုဝင်မခံမဲနဲ့လိန်ထားတာဘလောက်တောင်စိတ်ပင်ပန်းရလဲသိပြီမှလားဟာဝင်ခံလိုက်ရင်ရိုက်ခံထိမှာပေါ့ဟာတော်ပြီမင်းပြောတဲ့အတိုင်းငါလုပ်ခဲ့တာတော်ပြီငါလဲလူဆိုးလေးလို့အခေါ်ခံရတယ်ငါဘာလို့တင်လဲတည်သွားပြီငါလုပ်တင်တာကိုလုပ်တော့မယ်ဒီလိုနဲ့သူတတယောက်ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်ပါတော့တယ်အဲ့ဒီအချိန်တစ်ချိန်ထဲမှာပဲသူတရဲ့ဖေဖေနဲ့မေမေကသူတအကြောင်းကိုဆွေးနွေးနေကြပါတယ်တော့သားအကြောင်းကြားပြီးပြီမှတ်လားသူခုတလောလူဆိုးလေးဖြစ်နေတယ်အေးကြားပါတယ်ကွာသူဘာလို့လူဆိုးဖြစ်နေရလဲသိလားဘယ်သိမလဲကြောက်လဲသူ့ကိုရိုက်နှက်ဆုံးမနေရပဲလေအေးအဲ့ဒါကြောင့်ပဲဘာဆိုင်လို့လဲကလေးကိုကြောက်တရားတွေမသွင်းစမ်းပါနဲ့ကွာကလေးကတကူဆိုဝမ်ခံပဲလိန်နေဆိုတာကမင်းရိုက်မှာကိုကြောက်လို့ပဲသူမလုံးမိတာကိုပြေးပေးတယ်ဆုံးမတယ်ဆိုပြီးရိုက်နှက်နေတော့ကလေးကကြောက်သွားတာကွာပြေးပေးခံရမှာကိုကြောက်သွားပြီးလူဆိုးလေးဖြစ်သွားတာပဲဟဲအဲ့လိုဖြစ်သွားတာလားကျုပ်ကကျုပ်သားလေးကိုကောင်းစေခြင်းလို့ရိုက်လိုက်မိတာပါတော့ကြောက်တရားတော့မထင်မိစေနဲ့ပေါ့ကွာကလေးတွေရဲ့စိတ်ကအရင်နုလားကွာကျုပ်စင်ကြင်ပါမယ်ရှင်အခုလိုဖြစ်ရတာကျုပ်မှလည်းပါတယ်ဆိုတာကိုသိလိုက်ပါပြီနောက်နေ့တူတာတယောက်တငယ်ချင်းတွေစုံနေကြနေရလေးကိုရောက်လာပါတယ်ပေါ့စီရေငါကြောင့်မင်းရဲ့ခံထီကငါတောင်းမှတ်ပါတယ်ကွာကျောင်းရောက်ရင်လဲငါလုပ်ခဲ့ရတွေကိုဆီယမစီသွားပြီးတော့ဝန်ခံလိုက်ပါမယ်ပြီးတော့ပစ္စည်းဘက်ကိုလှည့်ပြီးပစ္စည်းရေငါတဲဘောချောင်တို့ဖြစ်သွားတာတောင်းမှတ်ပါတယ်ငါဒီလိုဝန်ခံပြီးတောင်းမှတ်မို့တော်တော်ကြိုးစားလိုက်ရတာဟာအေးပါဟဲ့ရပါတယ်ငါကကိစ္စမရှိပါဘူးပေါ့စီသာရက်ခံထီရမို့ပေါ့စီငါကြောင်းရောက်တဲ့အခါဆီယမစီသွားပြီးတော့ငါလုပ်တာဝန်ခံလိုက်မယ်ကွာမင်းရိုက်ခံထိတာကိုငါကျင်တဲ့အောင်ဘယ်လိုလုပ်ပေးရမလဲရှားပါတယ်ကွမင်းဒီလိုပြောင်းလဲသွားရင်ငါရိုက်ခံရကြုံနဲ့ပါတယ်တခုတော့ရှိတယ်ဘာတခုရှိရလဲငါ့ကိုပူတင်းပတ်မုံတော့ဝယ်ကျွေးကွာကျွေးမယ်အားလုံးကိုဝယ်ကျွေးမယ်ကဲဘော်ဒါတို့ရေဥတာဒီဆိုင်ကိုချီတက်ကြရအောင်ကဲဒီဇက်လဲလေးကိုကြည့်ပြီးသွားရင်တော့အမားလို့ရင်ဝန်ခံရဲရမယ်ကိုလုံးမိတဲ့အမားအတွက်ကိုလည်းတာဝန်ယူနိုင်ရမယ်ဆိုတာလေသိသွားလောက်မယ်ထင်ပါတယ်လူကြီးတွေကလည်းကလေးတွေကိုအကြောက်တရားတွေမသွင်းမိစေမျိုးကိုသတိထားချပေးပါအောင်နော်ကျေးဇူးပါ